မှဒုညာတက်တာ88အရေးချင်းတော့လူမိုက်တွေနဲ့တဲ့လူမိုက်တွေနဲ့ပေါင်း9တိုင်နေအဲ့ကြောင့်မတွေးတာကိုဟိုအကြီးမအောင်ငယ်ကောင်တွေးတာငါညာဆုံးသူတို့ထိုင်းကိုရဆယ်တာငါသူတို့အချိန်ကြီးနေလို့စားသူကျူရှင်နေထားဝိုင်းနေလက်ထားဟောထားပြီးတော့သူတို့ကစိတ်ဝင်စားတာဒါမှနဲ့နောက်ကနေတော့ပတ်ပို့ရပါပေါ့အမှုတွတ်တက်ချက်တော့စူးစမ်းတယ်အဲ့ဒါအခုမှ5-6တာမှရှိတဲ့ခါကျတိတ်တော့မတက်သေးဘူးစူးစမ်းတော့အဲ့တွတ်တက်ချက်တက်ချွတ်တော့ဦးနောက်နဲ့ပတ်သက်ပြီးသူကတွေးသွားမှာလေတက်သွားလို့ဆိုလို့ရှိရင်ငါတော့သူကမိန်းကလေးဆိုလည်းမိန်းကလေးနဲ့တက်တဲ့နဲ့ဟာကိုတင်နန်းနေတင်မခိုင်းမယ်ယောက်ျားလေးဆိုတော့ယောက်ျားလေးပေါ့အဲ့ဒါစီဝိုင်းလောကတယ်အငယ်တွေကနေအုံနေချပြီးတင်လိုက်အတက်ပညာကအများကြီးမတွေးတော့ဆိုတော့သူတို့ကတကယ်လို့တက်ချင်နေတယ်သူကြိုးစားမယ်ဆိုတော့ထားမှာဒီစားထဲမှာတိတ်ဆိတ်ဝင်စားတော့နောက်အတန်းကြည့်လာလို့ရှိရင်ကိုခိကြည့်လဲပြည့်အတန်းနဲ့ရဟိုကျူရှင်လို့ပါလို့နေကိုရီခက်ကတော့အဲ့လိုဆိုအခုခေမကောင်းတဲ့ချိန်ကျူရှင်လို့ပါလို့နဲ့မိန်းကလေးမေးယောက်ျားလေးကဂိမ်းခေးရတယ်ကစားနဲ့အသားကူရွယ်ကျူရှင်တခုတော့မလို့ဟုတ်အသားဆိုအခုရွယ်တဲ့အမဲဘာလို့လဲမိုးပန်းဒီကျက်ဆော့တယ်ခုမှ8နှစ်ရယ်ဂိမ်းပေါင်းတော့ဆော့တယ်ဒီနေ့ဒါအပေါင်းတဲ့မဆန်သေးဘူးဒီနေ့အရွယ်ရလာတော့အပေါင်းတဲ့ဆန်ကိုခေလုံငယ်တယ်နဲ့ဆိုတော့ကောင်းလေးအစတည်းကပတ်စံရှာတဲ့ပညာကိုမသိတော့မတတ်တယ်အားတော့မင်းငါသားမေးလိုက်လို့ရှိရင်မင်းကြည့်ပါလို့အဖေကဘာမှမလုပ်အိမ်မှာပဲထိုင်ပြီးဂိမ်းဆော့အဲ့ဆိုဟာတာဟောတခါတလေကြတော့လေသမီးအကြီးမှာသမီးအကြီးကျွန်တော်လည်းသမီးရအရက်ကဟို9ပဲခွန်ပြအသက်ကဟိုနေပဲရှိတယ်14ပဲသမီးက15 10တန်းသမီးက9ပဲ3လောက်ပဲကိုတော်ပြန်မော့တယ်ဒါပေမဲ့ပညာဘက်ကိုသူလိုက်စားရင်တော့ထားပေါ့ဒါပေမဲ့သူဝါသနာရကျော်ကလေးကလည်းကိုကလည်းနည်းနည်းလေးလာတယ်နော်ဟိုသူတို့ကဒီစာထဲမှာစိတ်ဝင်စားမှုရှိလားသူအတန်းပညာရေးချင်းနဲ့သူ့ရဲ့စူးစမ်းမှုဒီနေ့သူတိုးတက်လာလားသူဘာဝါသနာပါလဲဆိုတာကိုလည်းကိုကလေးလာဒါသမီးကမင်းသူကြောင်းသွားနေတာပဲဆိုလွတ်မထားဟိုအရွယ်ရောက်လာလေကိုသူကဒီစာထဲမှာစိတ်ဝင်စားတယ်ကိုကဟိုငေါ့ပြီးမေးတာနဲ့စားလို့ရှိရင်ပြပြလေးပေါ့ခုအငယ်လေးဆိုတော့ငါတငယ်ချင်းလို့နေရတယ်ဒါမင်းဘာလို့ရှင်းတာပြောမင်းဘာလို့ရှင်းကြီးမလေးတဲ့တော့မင်းဘာလို့ရှင်းတာဟိုသူတို့နဲ့ဖြစ်တဲ့ဟာမျိုးလေးတွေပေါ့နှီးပြီးပြရအဲ့လိုမျိုးလုံးပါသူတို့ကိုယ်ကြီးပဲကြောက်နေလို့မရပြောသားသမီးလည်းကွာခေကိုလည်းကြောက်ကြမယ်လို့ရှင်းအောင်ပြောအခုရွယ်လိုက်ကြီးတဲ့ဒီပြောငါငေါ့လည်းမငေါ့ဘူးမှန်တယ်မှာသူတို့မငေါ့တယ်ဆိုတော့ကိုယ်ပြန်ပြီးရှော့ပြီးတော့ဒါတို့ဘာလို့ရှင်းတာတော့ဘာလို့ရှင်းတာသူတို့အများကြီးတောင်းတလာရင်တော့ကိုကတော့ဘုံတဘုံတော့ပေးလိုက်တာမျိုးအဲ့ဒါမျိုးလုပ်တယ်အဲ့ဒါမှ तू ကကိုပြောရဲမှာလေတို့ဖြစ်မှာဟောကိုကြီးရဲ့ကြက်ထားလဲပြီးတော့ကိုကြီးပဲစီးငေါ့နေပြီသူတို့ပြောချင်တာမပြောရဲတော့လေးတယ်မထွက်တော့မန်တယ်သူတို့ကျင်နေဘာပြောချင်တာဟာထွက်ဖို့အတွက်ကိုကနည်းနည်းလိုက်ရောပြအဲ့ဒါမှသူတို့ချဘာပြောရဲဆိုရဖြစ်လာမှာလေတကငါပြောလိုက်လို့ရှိရင်အဖေကငေါ့မှာငါလို့သူမပြောတော့ဘုံငုံထားမနာမိဘလည်းမသိတဲ့ခါကျတော့ဘာမှမသိတော့အဲကြောင့်မို့ဒါသမီးကိုအဲ့လိုကြောက်အောင်မလုပ်ဖွင့်ထားပြီပေတော့ဘာလို့အခုရွယ်ရဖေးသားဟိုမေဟွာတော့နဲ့ငါသားငယ်သေးလို့ခေါင်းကဟိုသွားကျင်တာဘုံသွားကျင်တာဟိုသွားကျင်တာငယ်သေးလို့အခုမရှင်းနေလို့ရှင်းနေကမင်းတော်